Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမကလေမပြောမဖြစ်ပြောရတော့မယ်ဘာကြောင့်လဲဆိုရင်ကျမမင်းညပြောပြတဲ့ဒီတင်မွေးစေးချောင်းလေးပေါ့နော်ဒီတင်မွေးစေးကျမရဲ့လက်မောင်းမှာယာဟနာဖြစ်နေတဲ့နေရာတွေကျမလူးပစ်တာပေါ့လုံးဝလေမနှခင်လုံးဝအဆင်ပြေရွာဘာမှမရတော့အနာကပြောင်းနေပြီဒါပေမဲ့ပတ်လည်မှာလေအနာရှိန်ကြောင့်လားဘလို့ကြောင့်လဲမသိဘူးယာနေရအဲ့ဒါမင်းညအိုက်စေးနဲ့လေအကုန်လူးပစ်တာပက်လေးချာရောအနာရောအကုန်လူးပြတဲ့ခါမှာလေရားနာမနဲ့ခင်းကြတော့ချက်ချင်းကိုပြောက်သွားတယ်အားကြောင့်မလို့ကျမကဒါလာပြီးတော့ sharing လုပ်ပေးတာအဲ့တော့ဒီစေးတပူးဆိုရင် तू ကတောက်လူလေးရတယ်အနာရီဖြစ်နေတဲ့ဟာတွေဒူးနာခန္ဓာတွေအကုန်လုံးအိုက်ဖြစ်နေတဲ့နေရာကိုလိမ့်မယ်တောက်မယ်ဆိုရင်လုံးဝအဆင်ပြေရပေါ့အဲ့တော့ဒီစေးဆိုလို့ရှိရင်တပူးကိုအလုံး30ပါတယ်တစ်လကိုတစ်လစာပေါ့နော်အဲ့တော့ဒီတပူးတစ်လုံးကိုတစ်နေ့တစ်လုံးတောက်မယ်ဆိုရင်ရေ2လီတာတောက်ပေးရမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်